အားလုံးပဲမင်္ဂလာပါနေကင်းနှင်းလေးစပါအောင်ခင်ဗျာကျွန်တော်တို့ဘက်မှာတော့မိုးလေးတွေကောင်းနေပါတယ်မိုးအေးလေးနဲ့လိုက်ဖက်မဲ့ဟင်းတစ်ခွက်ဖြစ်တဲ့ကြက်ဥမှွေကျော်အဆက်ချက်ကလေးနဲ့စားပြမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကြက်ဥဆိုရင်ကြော်ချက်အရမ်းကြိုက်ပါတယ်ဒါလေးကကြတော့လေပဲသီးအရေးတောက်ဒါပဲတောင်ရှည်သီးလေးတွေကိုအရေးတောက်ချက်ထားတာပါခင်ဗျာအားလုံးပဲစားပါအောင်နော်ဟိုက်ထမင်းစားပြီလားဟိုက်တော့ကောင်းတယ်ကျုပ်ကိုလေဟောငရုတ်သီးပင်နန်းသီးစိမ်းလေးနဲ့ဆက်ကလေးချက်တာနာနာမဲအုပ်ထားလေမှုလို့မိုင်တခါစားပါလားတော်တော်ကောင်းပါလေမကွေးမျိုးရအောင်ပြောပါဥက္ကဋ္ဌနဲ့ထမင်းတူတူစားပါမယ်ခင်ဗျာကျွန်တော်ထမင်းချက်ပြပါမယ်နော်စားပါ